ကျွန်တော်ရဲ့ message များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေ့လေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်အလဲဒါမှမဟုတ်ဘူးဆိုရင်အပိတ်ပေါ့နော်ဒီအထီပေါ့နော်ကျွန်တော်ကီးနှလုံးနီးက3မျိုးကိုပြပေးတော့မှာဖြစ်ပါတယ်အလဲပိတ်နေရပဲဖြစ်ပါတယ်ပေါ့နော် DF 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 ဒါကနံပါတ်1နေ3ပေါ့နော် Okay ကျွန်တော်ဒါလေးကိုတူဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်နံပါတ်1မှာတော့9တိဆိုပြီးရတာဖြစ်ပါတယ်ခွန်9ဆိုတဲ့အတွက်အဲ့မှာ9ပေါ့နော်ခွန်9ဆိုတော့ကျွန်တော်ဒီမှာလဲခွန်9ဆိုပြီးတော့ခွန်9ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အလေးနဲ့အပိတ်နေရအထီးဖြစ်ပါတယ်နောက်တစ်ခုခွန်3ညဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ3ညဒီခွန်3ညဖြစ်ပါတယ်နောက်တစ်ချိန်မှာလဲ3ခွန်ဆိုတော့ဒီမှာခွန်ပေါ့နော်3ခွန်ဆိုပြီးဖြစ်ပါတယ်ရှစ်9လေးမှာ9လေးဆိုတဲ့အတွက်9 4 4 8 9လေးပေါ့နော်6 3ဆိုတဲ့အတွက်ကြောင့်မို့ဒီ3 5ထက်က3ပေါ့နော်နီ6ထက်က6 3 3 6 3ဒီ5 6 3ဆိုပြီးဖြစ်ပါတယ်နောက်တစ်ခု6 8ခွန်8ပေါ့နော်8လုံးပဲအနေနဲ့ပဲ6 8ခွန်ဖြစ်ပါတယ်ခင်ဗျာဒီမှာတော့8တလုံးပဲအနေနဲ့ပေါ့နော်နောက်တစ်ခု2ခွန်မှာကျတော့2ရ9ရ2ခွန်ဆိုပြီးဖြစ်ပါတယ်အလေးပိတ်နေရပဲယူတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခု388မှာကျတော့ဒီဟာ8ဒီ388ဖြစ်ပါတယ်339မှာကျတော့9ရ3ရ9ရပေါ့နော်339ဖြစ်ပါတယ်35မှာကျတော့နေလုံးပဲအနေနဲ့ပဲပေါ့နော်9တော့မပါဘူးပေါ့နော်နေလုံးပဲအနေနဲ့အပိတ်35နေဖြစ်ပါတယ်39နေတစ်ချိန်မှာကျတော့9ရ2ရ9ရပေါ့နော်39နေဆိုပြီးဖြစ်ပါတယ်နောက်တစ်ခုနေလေး6မှာကျတော့6ဒီနေလေး6ဆိုပြီးဖြစ်ပါတယ်3နေလေးမှာကျတော့နေရ4ရ3နေလေးဖြစ်ပါတယ်အခု8 5နေမှာကျတော့9နေ8 5နေဖြစ်ပါတယ်9နေတွဲပေါ့နော်8 6 5မှာကျတော့ဒီ6ဒီမှာတော့6လုံးပဲအနေနဲ့ပဲပေါ့နော်9တော့မပါဘူးပေါ့နော်6လုံးပဲအနေနဲ့ပဲအလဲနေရာက8 6 5ဆိုပြီးဖြစ်ပါတယ်ဒီ3 5 6တစ်ချိန်မှာတော့ဒီဟာ9ရ6ရ5 6တွဲပေါ့နော်6 4 6မှာ4ရ6ရ4ရ6ရ6 4 6ဖြစ်ပါတယ်နောက်9ခွန်8မှာ8ရခွန်ရ9ခွန်8ဖြစ်ပါတယ်နောက်6 9 6မှာ9ရ9လုံးပဲအနေနဲ့အလဲပေါ့နော်6 9 6ဖြစ်ပါတယ်6တလုံးမပါဘူးပေါ့နော်ဆိုတော့9ပဲအလဲနေရာပဲဖြစ်ပါတယ်လုံးပိန်ဖြစ်ပါတယ်နောက်8 9 8မှာကျတော့ဒီ9 8 9တွဲပေါ့နော်နောက်4 5တွဲ1 4 5ဆိုတော့4 5 1 4 5ဖြစ်ပါတယ်2 5နှစ်မှာကျတော့9ရ2ရ2ရ2 5နှစ်ဖြစ်ပါတယ်နောက်8 9 5 9ရ5ရ5ရ8 9 5ဆိုပြီးပေါ့နော်ခွန်3မြ6မှာတော့6 3မြ3ညခွန်3မြ6ဖြစ်ပါတယ်9ခွန်နဲ့မှာ7ဒီမှာလေး7ကျွန်တော်ခုနှစ်ကအလုံးပဲအနေနဲ့ပဲဖြစ်သွားတယ်ပေါ့နော်နှစ်ကတော့မပါဘူးခင်ဗျာနောက်တစ်ခု6နှစ်9မှာကျတော့9ရ2ရ2 9တွဲပေါ့နော်ဒီမှာ9တလုံး6နှစ်9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်တော့ခုလောလောဆယ်ကတော့အလုံးဝကိုပြပြမရှိသေးဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့နီးနံပါတ်1ကိုစပြီးတော့တွေ့ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော် DF number 1ပေါ့နော် number 1ကကြတော့ကျွန်တော်ဒီ1မှာတစ်ချိန်4မှာတစ်ချိန်ပေါ့နော်ပြီးရင်2မှာ2ချိန်9မှာတစ်ချိန်ပေါင်းတယ်ပြီးရင်ဒီ9မှာတစ်ချိန်9မှာကို2ချိန်ပေါင်းတယ်1နဲ့9နဲ့မှာတစ်ချိန်စီဒီ4ကို4ချိန်ပေါင်းမယ်ပေါ့နော်3ညမှာတစ်ချိန်ပြီးရင်4မှာ2ချိန်ဒီ1မှာတစ်ချိန်အပေါင်း1ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့1နဲ့4ပေါင်းရှင်းက9ပေါ့နော်2နဲ့ချိန်4 9နဲ့ပေါင်းရှင်း9 14 9နဲ့ပေါင်းရှင်း20နဲ့3ပေါ့နော်1နဲ့5ပေါင်းရှင်း6 4 4 16 4နဲ့ချိန်8 1နဲ့ပေါင်းရင်9နောက်မှ1နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9နဲ့1ပေါင်းရှင်း30ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့ဒီ6နဲ့ချိန်ပေါင်းရှင်းဒီ7နှစ်2နဲ့3ပေါင်းရှင်း9 9နဲ့5ပေါင်းရင်20
ဒီ9တလုံးကြံမယ်ပေါ့နော် Okay sorry တင်တော့ဒီမှာတင်းနဲ့ဒီ4နဲ့ပေါင်း9နည်းနဲ့ကြိမ်4နဲ့9ပေါင်းရှင်းဒီမှာ73ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီမှာ3ဆိုပြီးဖြစ်ပါတယ်9နဲ့8 4နဲ့9နဲ့ပေါင်းရှင်း73ပေါ့နော်ဒီမှာဆိုရင်ဒီမှာ3တလုံးရမယ်ပေါ့နော်ဆိုတော့အဲ့ဒီ3ကိုကျွန်တော်နည်းနဲ့ပေါင်းရှင်းက9ဆိုပြီးဖြစ်ပါတယ်ဆိုတော့3 9အလေအပိတ်အထီဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီတစ်ပတ်မှာဒီခွန်9နေရာဒီ3 9ဆိုပြီးဖြစ်သွားမယ်ပေါ့နော်Okay နောက်ထပ်ကျွန်တော်နီးနံပါတ်2ကိုဆက်ကြည့်အောင်နီးနံပါတ်2ကကြတော့ဒီ1ကို2ကြိမ်ပေါင်းပါဖြစ်ပါတယ်ပြီးရင်ဒီ9ကို3ကြိမ်ပေါင်းတာဖြစ်ပါတယ်6မှာတစ်ကြိမ်ဒီ2ကို4ကြိမ်ပေါင်းတယ်ပေါ့နော်4မှာတစ်ကြိမ်8ကိုကြတော့3နဲ့ပေါင်းတယ်9မှာ2ကြိမ်ဒီ9မှာတစ်ကြိမ်ပြီးရင်ဒီ4မှာ2ကြိမ်8မှာတစ်ကြိမ်ကို9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါကနံပါတ်2ပေါ့နော်1ကြိမ်ပေါင်းရှင်းခွန်3ကြိမ်20နဲ့1ပေါ့နော်6ကတစ်ကြိမ်4နဲ့လီယာ8 3ကြိမ်20 4နဲ့4ပေါင်းရှင်း20နဲ့8ပေါ့နော်9ကြိမ်ပေါင်းတာလေး18 4ကြိမ်ပေါင်းရှင်း8ပေါ့နော်9နဲ့8ပေါင်းရှင်း73 9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာကျတော့3ကြိမ်ပေါင်း24ပေါ့နော်3 24 6နဲ့ပေါင်းရင်30နောက်တစ်ခုကကြတော့ဒီ8နဲ့ဒီ2နဲ့ပေါင်းရင်30 3နဲ့5ပေါင်း8 8နဲ့1ပေါင်းရှင်း9ရတယ်ပေါ့နော်အဲ့ဒီ9ကိုကြတော့4နဲ့ပေါင်းရှင်း73ဆိုပြီးတော့93ရမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီဘက်မှာ93ပေါ့နော်โอเคဒီနှစ်ခုအရာဒီမှာ3တလုံးတူနေတာတွေ့ရတယ်ပေါ့နော်အဲ့ဒီ3ဒီလုံးပိန်လည်းရှိသလို3ဒီလုံးပိန်အားနည်းနီးမှာလည်းတွေ့နေရတဲ့အတွက်ကြောင့်မို့ရှင်းရှင်းပေါ့နော်အဲဆိုရင်3လုံးပိန်တော့တွေ့နေရတယ်ပေါ့နော်ခုလောစိတ်ကတော့โอเคနောက်ထပ်ဆက်ပြီးတော့ကျွန်တော်နောက်ထပ်နံပါတ်3ကိုဆက်ကြည့်အောင်နံပါတ်3ကကြတော့ဒီ1ကိုကျွန်တော်4ချိန်ပေါင်းတာပေါ့နော်ဒီ9ရက်9ကို2ချိန်ပေါင်းတယ်4နဲ့8နဲ့မှာတစ်ချိန်စီဒီ9မှာတစ်ချိန်ပေါင်းတယ်ပေါ့နော်9မှာ2ချိန်ဒီ8မှာတစ်ချိန်ပေါင်းတယ်3ညမှာတစ်ချိန်1ကို5ချိန်ပေါင်းပြီးတော့နောက်ဆုံးမှာ3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်တော့4တက်လီယာ4 9ချိန်ပေါင်းချင်14ပေါ့နော်4 8က12 9ကတစ်ချိန်ဒီ9နဲ့ချိန်30 8နဲ့9တက်လီယာ9ကိုကျွန်တော်3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ4နဲ့ချိန်8နှစ်နဲ့ပေါင်းရင်20ပေါ့နော်ဒီ9နဲ့3ပေါင်း20 8နဲ့5ပေါင်း73ဆိုတဲ့အတွက်ဒီ3ကိုကြတော့3နဲ့ပေါင်းရှင်းဒီ6ဆိုပြီးတော့36ဆိုပြီးရတာဖြစ်ပါတယ်အဲဆိုရင်ဒီနံပါတ်1ကကျွန်တော်ဒီမှာ3 5ပေါ့နော်3 9 3ဒီ36ဆိုတော့3လုံးတူနေတာတွေ့ရတယ်ပေါ့နော်အလေပိတ်နေရာမှာကျွန်တော်ဒီ93ကအလေပိတ်နေရာမှာ93ဆိုပြီးတော့အလေပိတ်နေရာလေးရှိတယ်ပေါ့နော်ဒီခေတ်တစ်ပတ်မှာတော့ထိပ်စီနေရာရောက်သွားခဲ့တယ်ဒီတစ်ပတ်မှာတော့93ဆိုပြီးရှိတယ်ပေါ့နော်ဆိုတော့ဒီမှာလည်း93ဆိုပြီးရှိတာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒီနီးနံပါတ်3က36ဆိုပြီးရတယ်ပေါ့နော်โอเคဒီမှာကျတော့ကျွန်တော်35 36 93ဆိုပြီးတော့3လုံးပိန်3မဟုတ်3လုံးပိန်ပြီးယူရမှာဖြစ်တယ်ပေါ့နော်ဆိုတော့လေပိတ်နေရာမှာ3တလုံးပို့ပြီးအားသာတော့မလားပေါ့နော်ဒါကသူနီးသူဟန်ဖြစ်ပါတယ်တခြားနီးတွေလည်းရှိသေးတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုပြပေးရှင်းဖြစ်ပါတယ်ကျွန်တော်ပြပြလိုက်တဲ့ဥစ္စာက okay သွားခင်မယ်ဆိုတော့အဆင်ပြေမယ်ပေါ့နော်ဒါကတော့ကျွန်တော်90ရာခိုင်နှုန်းပေါ့နော်ကျန်တဲ့90ရာခိုင်နှုန်းကကျွန်တော်ကံပေးရင်တော့အရာမှာဖြစ်ပါတယ် okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ချမ်းသာဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ